မင်္ဂလာပါ VH မြန်မာ supplement and protein shot နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ day 3မှာတော့ကျွန်တော် workout မလုပ်ခင်မှာ stretching ဘယ်လိုပြုလုပ်ပေးရမလဲဆိုတော့ကျွန်တော်အသေးစိတ်လုပ်ပြပေးတော့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီခု stretching ကိုကျွန်တော်အသေးစိတ်ပြပေးမယ်ပထမဆုံးကျွန်တော်ခေါင်းပေါ့နော်ခေါင်းနဲ့လေရင်းကြွက်တာကြောလေးဖြစ်တော့အပေါ်10စက္ကန့်ပေါ့နော်ပြီးဆိုရင်အောက်ကိုပြန်ဆွဲမယ်အောက်ကို10စက္ကန့်ပြီးသွားရင် lap ဘယ်ဘက်ကနေဒီလိုမျိုးအဆောင်လေးပေါ့နော်အရင်ကြီးအားနဲ့ထည့်ကြမလို့ပုံမှန်ပဲပြီးညာဘက်ကိုစောင်းမယ်နော်ဒါလေးလုပ်ပြီးသွားပြီဆိုရင်နော်ကိုယ့်ရဲ့ဒီပခုံးနော်ပခုံး shoulder rotation သွားမယ်ဒီအစစ်တွေကြားမှာရှိတဲ့ဒီသွေးတွေအရေးကြီးတွေအကြောလေးတွေညက်နေတာလေးပြေသွားအောင်အရှိကို10ချိန်လောက်နော်အားလေး force လေးနဲ့ထည့်ပြီးတော့လှည့်တယ်ဆိုရင်အဆင်ပြေတယ်ပြီးသွားရင်10ချိန်ပြီးသွားရင်အနောက်ကိုဒီ shoulder rotation back ကိုပြန်ပြီးတော့ဒီလိုမျိုးပုံစံမျိုး10ချိန်ထပ်လုပ်ပြရမယ်နော်ပြီးပြီဆိုရင်ကျွန်တော် hands up နောက်ကိုအပေါ်မြောက်မယ်ပြီးအောက်ကိုပြန်ချမယ်အပေါ်မြောက်တဲ့ခါမှာလည်းအသက်ကိုဝအောင်ပြီးလေးကိုပြန်ထုတ်မယ်အဲ့ဒါကိုနည်းနည်းလေးအပေါ်မှာ hold up ထိန်းထားပြီးပြီးလေးအဲ့ဒါကိုလည်းခုနပြောလို့10ချိန်လုပ်ပြီးရင်အဆင်ပြေတယ်ဒါ shoulder နဲ့ပတ်သက်တာပြီးသွားပြီဆိုရင်ကျွန်တော်တို့ chest နဲ့ပတ်သက်တာဆိုရင်ဒီလက်ကိုဆန့်ထုတ်ထားလိုက်မယ်ပြီးရင်အရှိကိုဒီရင်ဘက်ကိုမှရှိရရင်ဘက်ကြွသားလေးကိုညှစ်ပြီးတော့အဲ့ချိန်မှာဒီလိုမျိုးလက်ကိုဆွတဲ့ခါမှာအသက်ကိုရှူမယ်ပြီးရင်ဟိုဘက်နဲ့ချက်ဖြစ်တဲ့ခါမှာလေကိုမှုတ်ထုတ်မယ်အဲ့ဒါမျိုးကိုလည်း10ကျန်လောက်လုပ်ပြီးလို့ပြီးရင်အဆင်ပြေတယ်ကျွန်တော်တို့ဒီ back ပေါ့နော်ဒီ back drop ကိုရှော့မယ်ဆိုတော့လည်းဒီလိုမျိုးလက်ကိုဒီပုံစံလေးထားပြီးသွားရင်ဒီလိုမျိုးအနောက်ကို scapula ပေါ့နော်ဒီကျွန်တော်မြန်မာလို့ဆိုရင်တော့လက်ဖြံရိုးကိုကျင်းရမယ်ပြီးရင်ပြန်ထုတ်မယ်ကျင်းမယ်ပြန်သွားမယ်အဲ့ဒါကိုလည်းခုနပြောဆိုအသက်ရှူသွင်းရှူထုတ်လေးအဲ့လိုမျိုး10ကျန်လောက်ရင်နော်ဒီ upper body အတွက်ဒီလောက်ကလုံလောက်တယ်ပြီးရင်ကျွန်တော်တို့ဒီအားလုံးပြီးပြီဆိုရင်ခါးနဲ့ပတ်သက်တာပေါ့နော်ခါးကိုလည်းအဲ့လိုမျိုးကိုချတော့ရဲ့ပခုံးကျဲတိုင်းလေးကိုကျက်ထားပြီးသွားရင် rotation လောလောဆယ် left ကနေ right ကိုတွန်းမယ်အနောက်ကိုပြန်တွန်းထုတ်မယ်ပြန်ပါလေး hip ကိုထုတ်မယ်ဘေးကိုထုတ်မယ်အရှေ့ကိုကော်မယ်ဒီဘေးကိုထုတ်မယ်အနောက်ကိုထုတ်မယ်အဲ့လိုမျိုးလေး10ချိန် rotation သွားမယ်ပြီးရင် left ပေါ့နော်ပြီးရင် right to left ကနေဒီလိုပုံစံမျိုး10ချိန်လုပ်မယ်နော်ဒါကတော့ one up ပေါ့နော်ပြီးရင်ကျွန်တော်နောက်ဆုံးပိုင်းနေနဲ့ပေါင်းနဲ့ပတ်သက်တဲ့ stretching လေးလုပ်မယ်နော်အဲ့ဒါကတော့ဘယ်လိုလုပ်လဲဆိုရင်လွယ်ပါတယ်အရှိကိုတလန်းထုံမယ်ခန္ဓာကိုယ် balance ဖြစ်သွားအောင်ဒီလိုမျိုးကျင်းရင် balance မဖြစ်တော့ဘူးเนาะအဲ့တော့ကိုယ့်ရဲ့ပခုံးစင်တိုင်းကို balance ထုတ်ပြီးပြီဆိုတာ ਨੇ 1 2 3အဲ့ဒါလည်းအဲ့လိုပဲဘယ်ပြီးရောညာဘက်ကိုပြောင်းမယ်1 2ပေါင်းအတွင်းသားတွေရဲ့ပတ်သက်တဲ့အကြောလေးရအောင်ချော့မယ်ဆိုရင်ကျွန်တော်စတော့ကိုအကျယ်ဆုံးခြယ်ထားလိုက်မယ်ပြင်တော့ spider ပုံစံပေါ့เนาะ1 2 1 2အဲ့ဒါကိုအချိန်20ဝက်ပဲ